ခုတစ်ခေါက်ဗီဒီယိုမှာတော့ဒီကနေ့စက်တင်ဘာ18ရက်နေ့ရဲ့စစ်ဝင်စားစရာနောက်ဆုံးရအားကစားသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အနည်းငယ်ကစားခဲ့တဲ့ချန်ပီယံလိအဖွင့်ပွဲစဉ်တွေမှာတော့ဘိုင်ယန်မြူနစ်အသင်းဟာရှယ်ဆီအသင်းကို3-1ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ရှယ်ဆီအသင်းအနေနဲ့ဘိုင်ယန်မြူနစ်နဲ့ဆုံတွေ့ချိန်မှာတော့ဒီနှစ်ဘောလုံးရာသီအတွက်ပထမဆုံးရှုံးပွဲကိုကြုံတွေ့သွားခဲ့ရပြီလည်းဖြစ်ပါတယ်။ဘိုင်ယန်မြူနစ်အတွက်အသက်စစ်မှုဟယ်ရီကိန်းကပယ်နယ်တီအပါဝင်သွင်းကို2ဂိုးသွင်းယူပေးခဲ့ပြီးနောက်ထပ်1ဂိုးကတော့ချယ်ဆီအသင်းကစားသမားချာလိုဘောဆက်အုံကိုနဲ့သွင်းယူခဲ့တာပဲဖြစ်ပါတယ်။ချယ်ဆီအသင်းရဲ့သွင်းကို1ဂိုးကိုတော့အိုဘားမားကသွင်းယူပေးခဲ့တာပါ။ချယ်ဆီအသင်းအနေနဲ့ပေးခဲ့ရတဲ့3ဂိုးစလုံးဟာအသင်းရဲ့တူးချင်းအမားတွေကနေခွင့်ပြုခဲ့ရပြီးချန်ပီယံလိမှာဒီလိုအမားတွေကျူးလွန်တာနဲ့ချက်ချင်းပေးဆက်ရတယ်ဆိုတာချယ်ဆီအသင်းသားတွေအတွက်သင်ခန်းစာယူရမယ့်ပွဲလည်းဖြစ်ပါတယ်။ဒီဘာဘူးအသင်းကလည်း FA ကွင်းမှာအက်တလက်တီကိုမက်ဒရစ်အသင်းကိုဧည့်ခံကစားပြီး3-2ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီဘာဘူးအသင်းဟာဒီပွဲစဉ်မှာလည်းကန်စာတာတက်နေပြီးပထမပိုင်းမှာစောစီစီဥဆောင်ကို2ဂိုးရရှိခဲ့တဲ့လီဗာပူးတို့ဟာအက်တလက်တီကိုမက်ဒရစ်အသင်းရဲ့ရှေ့ပါကို2ဂိုးဇက်တိုက်ခွင့်ပြုခဲ့ရတာလည်းဖြစ်ပါတယ်။ဒီပွဲစဉ်မှာဘာဂျယ်ဗန်တိုင်းရဲ့နာကျင်အရှိန်ပိုအနိုင်ကိုဟာလီဗာပူးအသင်းအတွက်ချန်ပီယံလိအဖွင့်ပွဲ3မှတ်စတင်ရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိချန်ပီယံ PSG အသင်းဟာလည်းအတလန်တာအသင်းကိုအင်ဝင်းမှာ4ဂိုးမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ PSG အသင်းအတွက်ဘာကွင်ယိုကာဘတ်စကယ်လီယာနီရိုမန်တက်နဲ့ကိုဇာလိုရာမိုတို့ကသွင်းကို1ဂိုးစီသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။စီးရီးကလပ်အင်တာမီလန်အသင်းဟာလည်းအေဂျက်အသင်းမှာအဝေးဝင်းမှာတွားရောက်ကစားပြီး0ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။အင်တာမီလန်အသင်းရဲ့သွင်းကိုတွေကိုတော့လက်စစ်မှုမာကတ်စ်တူရန်ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ကျန်တဲ့အဖွင့်ပွဲစဉ်တွေမှာတော့စလာဗီယာပရက်စ်အသင်းနဲ့ဘိုဒယ်ကလစ်အသင်းတို့ဟာတစ်ဖက်2ဂိုးစီတရေရလဒ်ထွက်ပေါ်ခဲ့ပြီးအိုလံပီယာစကောအသင်းနဲ့ဘာဖို့အသင်းတို့ဟာလည်းဇီဇီနဲ့တရေရလဒ်ထွက်ပေါ်ခဲ့တယ်လို့လည်းနောက်ဆုံး report တွေကသိရပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ဘီဘီကာအသင်းဟာဟိုဆေးမော်ရီညိုကိုနီးပြားသစ်ဖြင့်ခန့်အပ်လိုက်ပြီးဖြစ်ကြောင်းတရားဝင်အတည်ပြုလိုက်ပါတယ်။မော်ရီညိုဟာဘီဘီကာအသင်းနဲ့အတူ2029ဇွန်လအထိတက်တန်းရှိတဲ့စာချုပ်သစ်ကိုချုပ်ဆိုသွားမှာလည်းဖြစ်ပါတယ်။မော်ရီညိုဟာဘီဘီကာအသင်းရဲ့ကမ်းလှမ်းမှုကိုလက်ခံပြီးတဲ့နောက်24နာရီအတွင်းမှာပဲတရားဝင်စာချုပ်ချုပ်ဆိုသွားတော့မှာဖြစ်ပါတယ်။ Special 1လို့တင်စားခေါ်ခဲ့ကြတဲ့နီးပြကြီးဟာဘီဘီကာအသင်းနဲ့အတူ2နှစ်စာချုပ်ချုပ်ဆိုသွားတော့မှာပါ။မော်ရီညိုဟာ2000ပြည့်နှစ်စက်တင်ဘာလမှာဘီဘီကာအသင်းကိုစတင်ကင်တယ်ခဲ့ပြီးပေါ်တူဂီမြေကိုပြန်လာခဲ့တာလည်းဖြစ်ပါတယ်။သူရဲ့နီးပြဘဝကိုစတင်ခဲ့တဲ့အသင်းမှာအောင်မြင်မှုတွေပြန်လည်ရယူနိုင်မလားဆိုတာတော့ဆက်လက်စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ PSG အသင်းရဲ့နီးပြအန်ဒရစ်ကတော့အသင်းရဲ့ကစားကွက်နဲ့ကန့်ညီမှုရှိနေတဲ့ဘာစီလိုနာတောင်ပန်ကစားသမားအိုမိုကိုခေါ်ယူပေးဖို့အသင်းထံတောင်းဆိုထားတယ်လို့လည်းသိရပါတယ်။နောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ဘီဘီကာအသင်းနဲ့ဂျူဗင်တက်အသင်းတို့ဟာမန်စီးတီးအသင်းရဲ့ကွင်းလယ်ကစားသမားဖာနာဒိုဆေးဘာရဲ့အခြေအနေတွေကိုစောင့်ကြည့်နေပြီးဒါမဲ့နေရာစီမှာစာချုပ်တက်တမ်းမကုန်ဆုံးခင်ကြိုတင်စိတ်ဆက်မှုတွေရှိနေတယ်လို့လည်းသိရပါတယ်။ဆိုတော့အခုတစ်ခေါက်ဗီဒီယိုအတွက်စက်တင်ဘာ18ရက်နေ့ရဲ့စစ်ဝင်စားစရာနောက်ဆုံးရအားကစားသတင်းကတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ဝဲဆောင်ရင် Facebook နဲ့ YouTube Channel မှာနောက်ဆုံးရအားကစားသတင်းတွေနဲ့သုံးသပ်ချက်တွေကိုတွားရောက်နားထောင်နိုင်ပြီး Subscribe လေးလုပ်ပေးပါလို့ပြောရင်းနဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ဗျ။